မင်္ဂလာပါ KO ချမ်းပရိသတ်ကြီးခင်ဗျာ2026ခုနှစ်ရဲ့ဥရောပနွေရာသီအပြောင်းရွှေ့ဈေးကွက်ကတော့ဇူလိုင်လ3ရက်နေ့အထိရောက်ရှိလာခဲ့ပြီဖြစ်ပြီးအင်္ဂလန်ပရီးမီးယားလိဂ်အသင်းကြီးတွေကြားထဲမှာအတော်လေးကိုအပြိုင်ဆိုင်အားဖြစ်မှုတွေရှိနေပါတယ်အခုဆိုရင်တရားဝင်အတည်ပြုပြီးသွားတဲ့သတင်းတွေနဲ့အတူကြရက်ထနေတဲ့အပြောင်းရွှေ့ပြစ်မှတ်တွေကဘာတွေဖြစ်မလဲကျွန်တော်တို့နဲ့အတူနားဆင်ကြည့်လိုက်ရအောင်ပထမဆုံးအနေနဲ့တရားဝင်အတည်ပြုပြီးသွားတဲ့ဒွန်ဒီယိုတွေကိုကြည့်လိုက်ရအောင်ဂန်နာတို့ကတော့ခန်းစစ်ပိုင်းကိုအာရုံစိုက်ခဲ့ပြီးလေဘာကူစင်ကနေအငှားခေါ်ယူထားတဲ့ခန်းစစ်မှုပီယာရိုဟင်ကာပီယေကိုအပိသက်ခေါ်ယူလိုက်ပါတယ်တစ်ဖက်မှာတော့ဂျာကူကီဗီယောနဲ့ဂိုသမာကာဟိန်းတို့ကတော့အသင်းကနေတရားဝင်နှုတ်ဆက်ထွက်ခွာသွားခဲ့ပါပြီချက်စီကတော့အာတလန်တာအသင်းကနေနောက်ခံလူမာကိုပါလက်စထရာကိုအသင်းစီခေါ်ဆောင်လာနိုင်ခဲ့ပါတယ်လီဗာပူးနဲ့မန်ယူဒီအသင်းကြီးနှစ်သင်းကတော့အပြောင်းရွှေ့ဈေးကွက်မှာလူလှုပ်ရှားမှုတွေရှိနေပေမဲ့လက်ရှိအချိန်ထိတော့တရားဝင်အတည်ပြုထားတဲ့အပြောင်းရွှေ့ကြီးတွေမရှိသေးပါဘူးဒီနှစ်ရဲ့အကြီးမားဆုံးအပြောင်းရွှေ့တစ်ခုကိုမန်စီးတီးတို့လုပ်ပြလိုက်ပါတယ်နော်တင်ဟမ်ဖော်ရက်စ်ကနေအင်္ဂလန်ကွင်းလယ်လူအီလီယက်အန်ဒါဆန်ကိုပေါင်116တန်းအထိရှိမဲ့သမိုင်းတစ်လျှောက်ပြည်တိန်ကစားသမားအတွက်စံချိန်တင်ပြောင်းရွှေ့ခြင်းနဲ့တရားဝင်ခေါ်ယူလိုက်ပါတယ်တော်တင်ဟမ်ဟော့စပါစပါးတို့ကလည်းမခေပါဘူးဝက်စ်ဟမ်ကနေမာတီယက်စ်ဖာနန်ဒက်စ်ကိုအသင်းသမိုင်းတစ်လျှောက်စံချိန်တင်ပြောင်းရွှေ့ခြင်းဖြစ်တဲ့ပေါင်85တန်းနဲ့အပိသက်ခေါ်ယူနိုင်ခဲ့ပါတယ်ဆက်လက်ပြီးအသင်းကြီးတွေမျက်စိကျနေတဲ့အဓိက transfer targets တွေကိုကြည့်ရအောင်အာတီတာရဲ့အသင်းဟာကွင်းလယ်အတွက်နယူကာဆယ်ရဲ့ဘရူနိုဂီမာရိုက်စ်ကိုအလိုရှိနေတယ်လို့တိုက်စစ်အတွက်ဗီလာရဲ့မော်ဂန်ရောဂျက်ကိုလည်းစောင့်ကြည့်နေပါတယ်ချက်စီကတော့အသင်းကနေထွက်ခွာသွားတဲ့မာကူကူရီလာရဲ့နေရာကိုအစားထိုးဖို့ဘယ်နောက်ခံလူအသစ်တဦးကိုအပြင်းအထန်ရှာဖွေနေပါတယ်။အန်ဖီမြေစီကိုညာတောင်ပန်တိုက်စစ်မှုတစ်ခေါ်ယူဖို့ပြင်ဆင်နေပြီး PSG ရဲ့လူငယ်ကျယ်ပွင့်ဘရက်လေဘာကိုလာကိုထိပ်တန်းပြစ်မှတ်အဖြစ်သတ်မှတ်ထားပါတယ်။မန်စီးတီးကတော့အန်ဒါဆန်ကိုခေါ်ပြီးနောက်ပြစ်မှတ်အသစ်သိမ့်မတွေ့ရသေးသလိုမန်ယူကလည်းကွင်းလယ်နဲ့တိုက်စစ်အတွက်ကစားသမားတွေကိုရေဒါထဲထည့်ထားပေမဲ့ဘယ်သူလဲဆိုတာကိုအခုထိတရားဝင်အတည်မပြုသေးပါဘူး။တော်တင်ဟမ်ဟော့စပါနောက်ဆုံးသတင်းတွေအရစပါးစ်တို့ဟာနယူကာဆယ်ရဲ့အီတလီကွင်းလယ်လူဆန်ဒရိုတိုနာလီကိုအလွန်စိတ်ဝင်စားနေပြီးကစားသမားနဲ့ပုဂ္ဂိုလ်ရေးအရသဘောတူညီမှုရရှိထားပြီလို့အထိသတင်းကြီးနေပါတယ်။ဟုတ်ကဲ့ဒါကတော့ဇူလိုင်3ရက်နေ့ထိရရှိထားတဲ့ EPL အသင်းကြီးတွေရဲ့အပြောင်းအရွှေ့နောက်ဆုံးရသတင်းတွေပဲဖြစ်ပါတယ်။ KO Channel ကို like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်